我被恶人逼婚，你敢不敢救我呀？你还是这样好看。အမျိုးသားတစ်ယောက်ကဒီမိမဟာမိစ္ဆာတကောင်မှန်းကြိုတင်သိရှိထားပြီးဖြစ်ပါတယ်။ဒါကြောင့်သူနဲ့သူ့ရဲ့မိစ္ဆာနိုင်နေရဲ့ဖွဲ့ကသူမကိုဖမ်းဆီးဖို့အတွက်ကြိုတင်ချောင်းမြောင်းနေခဲ့ကြတာပါ။သူတို့ကလက်နက်ကိရိယာတွေကိုအမြန်ထုတ်ပြီးမိစ္ဆာကိုဖမ်းချုပ်ဖို့မနန်တွေရွတ်ဆိုလိုက်ကြပါတယ်။ဒါပေမဲ့သူတို့မထင်ထားတာကသူမရဲ့မူလရုပ်တွင်အစ်စ်ကိုထုတ်ဖော်ပြသလိုက်တာပါပဲ။သူမကဖမ်းချုပ်ထားတဲ့ကိရိယာတွေကိုရိုက်ခွဲပြီးလွတ်မြောက်သွားပါတယ်။တကယ်တော့သူမဟာနှစ်ပေါင်း100ကျင့်ကြံထားတဲ့ကင်းချင်များမိစ္ဆာတကောင်ဖြစ်နေခဲ့တာပါ။လူတွေအံ့အားသင့်ပြီးကြောင်နေတော့မှပဲမော်ဒုတ်တန်တစ်ချောင်းပြန်ဝဲလာပြီးမိစ္ဆာမောက်ကိုထိုးဆိုင်တက်ဖြတ်လိုက်ပါတယ်။ဒါပေမဲ့ဖာဟိုင်ကတခုခုမားနေမှန်ရိပ်မိလိုက်ပါတယ်။ဒီကင်းချင်များမိစ္ဆာကအာယုံလွဲဖို့များစွာတက်ပါပဲ။သူမကနှစ်တစ်ထောင်မွေးဖြူမလေးလွတ်မြောက်သွားနိုင်ဖို့အတွက်ကိုစတေးခံလိုက်တာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာမွေးဖြူမလေးကခြိုင်ဝမ်တစ်ခုစီကိုရောက်ရှိနေပြီဖြစ်ပေမဲ့ဒဏ်ရာအပြင်းထန်ရထားပါတယ်။ခြေလမ်းအနှဲငယ်လမ်းပြီးတာနဲ့သူလဲကျသွားပြီးသူ့ရဲ့မူလရုပ်တွင်ဖြစ်တဲ့မွေးဖြူဖြစ်ပြောင်းလဲသွားပါတယ်။အဲ့ဒီတန်ကြောင့်ခဲပြီးတေဆုံးတော့မဲ့ဆဲမှာဆေးဖက်ဝင်အပင်လာရှာတဲ့စုကန်ကသူမကိုတွေ့ရှိသွားပါတယ်။စိတ်ထားကောင်းတဲ့စုကန်ကမွေးဖြူလေးကိုကောက်ယူပြီးနှွေးထွေးသွားအောင်သူ့အဝတ်စားတွေကြားတဲ့ရင်ခွင်ထဲထည့်ပေးလိုက်ပါတယ်။ဒါပေမဲ့မွေးဖြူမလေးတတိယလာတဲ့အခါသူ့လက်ထဲကနေချက်ချင်းယုံထွက်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲမွေးစိမ်းမလေးကဘေးနားမှာရုတ်တရက်ပေါ်လာပါတယ်။စုကန်ကမွေးစိမ်းကိုမြင်လိုက်တာနဲ့လန့်ပြီးနေရာမှာတင်မိလဲသွားရှာပါတယ်။မွေးစိမ်းကစုကန်ကိုတက်ပစ်ချင်ပေမဲ့မွေးဖြူကသူကငါတက်တခင်ပါလို့ပြောပြီးတားလိုက်ပါတယ်။ဒါကိုကြားတော့မွေးစိမ်းလည်းမတက်တာပဲနောက်ဆုတ်ပေးလိုက်ရပါတယ်။မွေးဖြူမလေးကစုကန်ကိုပွေ့ဖက်ပြီးသူတတိယလာမဲ့အချိန်ကိုစောင့်ဆိုင်နေလိုက်ပါတယ်။စုကန်မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါသူ့ရှိကမိန်းကလေးရဲ့အလှတရားမှာချက်ချင်းဖန်ဆားခြင်းခံလိုက်ရပါတယ်။ဒါပေမဲ့ဒီမိန်းကလေးဟာသူခုနကကဲလိုက်တဲ့မွေးဖြူလေးမှန်းသူလုံးဝမသိခဲ့ပါဘူး။သူကအမြန်နှုတ်ဆက်ပြီးထွက်ခွာလာပေမဲ့အိမ်ပြန်လန်းတစ်လျှောက်လုံးသူမရဲ့မျက်နှာကိုပဲမြင်အောင်နေမိပါတယ်။မွေးဖြူမလေးကလည်းကျေးဇူးဆက်တဲ့အနေနဲ့စုကန်ကိုလိုက်ရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။သူတို့ပြန်တွေ့ကြတဲ့အခါစုကန်ကဝမ်းသာလုံးလို့စကားတော်မပြောနိုင်ဖြစ်သွားပါတယ်။အဲ့ဒီအချိန်မှာမိုးရွာလာတာကြောင့်စုကန်ကသူမကိုစေကန်းတစ်ခုရဲ့ခေါ်သွားပြီးမိုးခိုကြပါတယ်။အဲ့ဒီမှာဖခင်ဖြစ်သူနေမကောင်းဖြစ်နေတဲ့သူငယ်ချင်းတစ်ယောက်နဲ့မတော်တဆဆုံပါတယ်။စုကန်ကဝင်ကူညီပြီးကုသပေးရမယ်ဘလို့မှကုမရပါဘူး။ဒါကိုမြင်တော့မွေးဖြူမလေးကသူ့ရဲ့မော်ဆွမ်းအင်ကိုတိတ်တဆိတ်ထုတ်သုံးပြီးကူညီပေးလိုက်ရာတတိလက်နေတဲ့လူနာကချက်ချင်းနိုးလာပါတော့တယ်။အဲ့ဒီညမှာသူငယ်ချင်းကကျေးဇူးတင်တဲ့အနေနဲ့ညစာစားဖို့အိမ်ဖိတ်ပါတယ်။ဒါပေမဲ့မွေးဖြူမလေးအံ့ဩတုံးလောက်သွားရတာကတော့အဲ့ဒီအိမ်မှာရှိနေတဲ့သူကအခြားသူမဟုတ်ပဲမိစ္ဆာနေနေဆရာဖာဟိုင်ကိုယ်တိုင်ဖြစ်နေလို့ပါပဲ